ဒီနေ့နေမြတ်စွာဘုရားရှင်ကိုပန်းကတ်လှူဖြစ်ပါတယ်ပန်းလှူထားတာပါကျောင်းတင်မုံမှာတော့ဒီတစ်ဘက်ကတော့ရေးထားတာဖတ်ကြည့်ပါဦးဖရာတတရားမှာဒီနေ့ဆရာတို့ပြုတဲ့ပန်းကုသိုလ်ကိုခုနှစ်ရက်သားသမီးတွေထပ်တူထပ်မြတ်ရရှိပြီးတော့ကိုယ်စိတ်နှပါအေးချမ်းပါစေကောင်းကျိုးလိုရင်ဆန္ဒတွေပြေဝကြပါစေဘေးရန်မတန်းအေးချမ်းပါစေရေလိုအေးလိုပန်းလိုချမ်းမြေ့ကြပါစေလို့ဆုတောင်းမေတ္တာတက်ပို့သပေးလိုက်ပါတယ်တတဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေးချမ်းသုံးကားဖြန့်ငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေဝကြပါစေ